အားလုံးစောင့်မျှော်နေကြပြီဖြစ်တဲ့ Joshua နဲ့ Pantoja တို့ရဲ့မချီဝဲ rematch ကို UFC ဘက်ကဒီမနေ့ပဲချပြလိုက်ပြီဖြစ်ပါတယ်။အားလုံးသိကြတဲ့အတိုင်းဒီပွဲစဉ်ကိုရှေ့မှာလည်းချပြတော့မယ်ဆိုပြီးတော့ပရိသတ်တွေကအဲ့ဒီပွဲနဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားနားဆွနေကြတာကာလတော်တော်ကြာပြီပေါ့။ကျွန်တော်ဆိုရင်ရှေ့က UFC ဖိုင်းနိုင်မှာကလေးကအဲ့ဒီပွဲကိုကြီးညာလေးမှတ်ပြီးတော့စောင့်နေတာပေါ့နော်။ဒါပေမဲ့မကြီးညာဘူးဒီမနေ့မှာပဲ UFC ကအဲ့ဒီပွဲစဉ်အတွက်တွဲတိုင်းနေအများစုကိုချပြတော့တာသိရတယ်ပေါ့နော်။ထူးခြား Joshua နဲ့ Pantoja တို့ရဲ့ပွဲကအားလုံးမျှော်မှန်းကြတယ်လို့ပဲခေါင်းပွဲမှာသွားပြီးတော့ကစားခွင့်ရတယ်။ကိုမင်းကြီးဘက်ကတော့ပရိသတ်တွေမထင်ထားတော့တဲ့အခင်းချင်းမျိုးနဲ့ပြောင်းလဲဖြစ်ခဲ့တယ်လို့ပြောရင်လည်းကြားလောက်တယ်ထင်ပါတယ်။ဒါကြောင့်လည်းတော့ရှေ့မှာတော့ကဒီချားဆိုလိုဘရာကိုတည်ပြီးတော့ပဲစဉ်းစားခဲ့ကြတာအဲ့ဒီပွဲစဉ်ကကောလာဟာလာထွက်တော့ကမူလာကချားဆိုလိုဘရာနဲ့ဒီဂိုလိုဘက်ဖြစ်ပဲအဲ့နောက်ဒီဂိုလိုဘက်နေရာမှာအာမန်ဆရူခန်ဝင်လာပြီးတော့ဒီချားဆိုလိုဘရာနဲ့အာမန်ဆရူခန်တို့ရဲ့ BMX ချန်ပီယံကပဲလူပဲ9ကြီးကစားမယ်ဆိုပြီးတော့ဂျားထဲမှာသတင်းတွေကထွက်လာတာပေါ့နော်။အခုတကယ်လည်းချပြလာရောအာမန်ဆရူခန်နဲ့ဒီမာရီစီယိုရူဖီတို့ရဲ့ပွဲစဉ်ကို UFC ဘက်ကချပြသွားတယ်။ဒါပေမဲ့တခုမှန်နေတာကတော့9ကြီးပွဲဆော့မယ်ဆိုတဲ့ချက်ကတော့မှန်တဲ့ချက်ဖြစ်သွားတယ်ပေါ့။ဘာပဲပြောအခင်းချင်းကတော့စိတ်ဝင်စားစရာတစ်မျိုးတစ်ပုံကောင်းသွားတယ်လို့ပြောရင်လည်းမမှားပါဘူး။ဒီအာချာကနေပထမအဆုံးဖြစ်ထွက်ပေါ်လာခဲ့တဲ့ Joshua ရဲ့ပွဲစဉ်ကဒီ UFC Flyweight တန်းကနေပြီးတော့ခေါင်းမွဲမှာကစားခွင့်ရခဲ့တာဖြစ်ပါတယ်။အားလုံးသိကြတဲ့အတိုင်းဒီ UFC မှာက Flyweight တန်းကပြိသက်စိတ်ဝင်စားမှုတော်တော်လေးနည်းတဲ့ weight တန်းမှာဒါကြောင့်မလို့ Flyweight တန်းကို UFC ကဒီခေါင်းပွဲပေးလိမ့်မရှိဘူးပေါ့နော်။ခေါင်းပွဲပေးလိမ့်မရှိတာမှဒီတခြားသောဒီနံပါတ်တက် event တွေမှာဆိုရင်ပို့ပြီးတော့ဆိုးပါတယ်။ဒီ UFC 331လိုမျိုးနံပါတ်တက် event ကြီးမှာကစားခွင့်ရတာကJoshua အတွက်ပထမအဆုံးအကြိမ်ဖြစ်တယ်လို့ဒီ UFC သမိုင်းအတွက်လည်းဒီများဆဆမရှိတဲ့ပွဲတွေကတပွဲဖြစ်ခဲ့တာပါ။အဲ့ဒီအခင်းချင်းမျိုးကရှေ့ UFC 301မှာလည်းတစ်ခါဖြစ်ခဲ့ဘူးလေပေါ့နော်။အဲ့ဒါကဒီ Pantoja နဲ့ Steve Arch တွေအတွဲတိုင်းကို UFC 301မှာခေါင်းပွဲဖြစ်ထားပြီးတော့ကစားခဲ့ကြဘူးလေ။အဲ့ဒီပွဲစဉ်တုန်းကမုံမွန်လင်းပြောရရင်ဒီခေါင်းပွဲမှာကစားမဲ့ဖိုက်တာတွေနှုတ်ထွက်သွားတဲ့အတွက်အားချင်းပဲ UFC ကစီစဉ်ပြီးသားကိုမင်းကပွဲကို main event ပြင်ပြောင်းပြီးတော့စီစဉ်လိုက်ရတယ်ပေါ့။အဲ့ဒီပွဲနဲ့ပတ်သက်ပြီးတော့လည်းပရိသတ်စိတ်ဝင်စားမှုကနည်းနည်းတော့လျော့တယ်ဗျ။ဒါကြောင့်လည်း UFC ကနောက်ပိုင်းမှာ Flyweight တန်းကပွဲတွေကိုခေါင်းပွဲထားဖို့စိတ်ဝင်စားတော့တာပေါ့။ဒါပေမဲ့ဒီတစ်ခေါက်ပွဲမှာတော့တော်တော်လေးကိုသူတို့ဘက်ကဟိုလိုလိုချင်ချင်နဲ့လိုလိုလားနဲ့ဒီ Joshua နဲ့ Pantoja တို့ရဲ့ rematch ကိုခေါင်းပွဲဖြစ်ထားခဲ့ကြတာပါ။ရှေ့မှာတော့ကလည်းပဲဒီ George Masvidal နဲ့ interview podcast မှာပြောနေကြတာကြားရတယ်ပေါ့နော်။ဒီ Joshua နဲ့ Pantoja တို့ရဲ့ပွဲစဉ်ကဒီ UFC ရဲ့ Flyweight တန်းတမိုင်းတစ်လျှောက်မှာပရိသတ်စိတ်ဝင်စားမှုအများဆုံးတွဲတိုင်းဖြစ်လာဆိုပြီးတော့ပြောကြတာကြားရတယ်။ဘာကြောင့်လဲဆိုတော့ Joshua ကလက်ရှိမှာချန်ပီယံဘက်ကိုတစ်ချိန်ပြန်ပြီးတော့ကာကွယ်ပြပြီးပေါ့နော်။အန်အားတင်စရာစွမ်းဆောင်ရည်နဲ့ပရိသတ်ကိုအန်အားတင်စီခဲ့ပြီး Pantoja ကလည်းချန်ပီယံဘက်ကို4ချိန်ဆက်တိုက်ကာကွယ်ပြခဲ့ဘူးတဲ့ကစားသမားပါ။လက်ရှိ Joshua က UFC Flyweight တန်းမှာနိုင်ပွဲဆက်ဆန်ခြင်းအများဆုံးကစားသမားဖြစ်လဲမှတ်တမ်းဝင်တယ်ပေါ့နော်။ဒါသမိုင်းတစ်လျှောက်သူမှမလုပ်ပြနိုင်ခဲ့တဲ့ဆန်ခြင်းဒီရှေ့တောင်အာရှဒီအာရှတိုက်တိုင်းလုံးရဲ့ပထမအဆုံးအမျိုးသား UFC ချန်ပီယံ UFC ရဲ့သမိုင်းတစ်လျှောက်လုံးဒုတိယမြောက်အသက်ငယ်ဆုံးချန်ပီယံဒီဂုဏ်ပုတ်တွေကြောင့်မလို့ဘန်နဲ့ဒီမာနဲ့ဒီ Pantoja တို့ရဲ့ပွဲကပရိသတ်စိတ်ဝင်စားမှုတော်တော်လေးများပါတယ်။အဲ့ဒီခင်းချင်းကြောင့်လည်း UFC ကဒီပွဲစဉ်ကိုခေါင်းပွဲဖြစ်ထားပြီးတော့ကစားဖို့အကြောင်းဖန်လာတယ်လို့ပြောရင်လည်းရနိုင်မယ်ထင်ပါတယ်။ဒီခင်းချင်းမှာတော့ Joshua နဲ့ Pantoja တို့ရဲ့ဒီ physical strength တွေကိုရှင်ကြည့်မယ်ဆိုရင် Joshua ကအသီးသသာဒီတစ်ခေါက်မှာအသာစီးရလာလိမ့်မယ်လို့ကျွန်တော်တို့မြင်တယ်။လက်ရှိ Joshua ကအသက်20ကျော်ပါ Pantoja ကအသက်35နှစ်ရှိနေပြီ။အဲ့တော့ရှေ့မှာတော့ကသူရှုံးခဲ့တဲ့ပုံစံကလည်းပဲဒီခန္ဓာကိုယ်ရဲ့ကြက်ခိုင်မှုမပြည့်ဝလို့ရှုံးခဲ့တဲ့ပုံစံလို့မြင်ရတယ်ပေါ့နော်။အဲ့ဒီအခင်းချင်းနဲ့ပတ်သက်ပြီးတော့ဒီခန္ဓာကိုယ်ကြက်ခိုင်မှုမရှိတာကိုပြင်ဆင်လို့ရတယ်ဆိုပေမဲ့လို့ချန်ပီယံကပဲလက်လွတ်ရပြီးတဲ့နောက်ပိုင်း Pantoja ရဲ့စိတ်ပိုင်းဆိုင်ရာကဘယ်လောက်ထိထိခိုက်သွားလဲဆိုတာကျွန်တော်တို့မမြင်နိုင်ဘူး။အဲ့တော့အဲ့ဒီအခင်းချင်းကိုလည်းဆက်ပြီးတော့စောင့်ကြည့်ခြင်းနဲ့ Pantoja ရင်းနဲ့ပြန်လာဖို့တကယ်ရေးကြည့်ပါတယ်။ဘာကြောင့်လဲဆိုတော့သူကလေလည်းတော်တော်ထွားနေတဲ့ကစားသမားလေတစ်ချောက်တိုက်နေတာ Joshua ကိုရှေ့မှာကလေးကအဲ့တော့ကျတော့သူ့အနေနဲ့ကဒီတစ်ခေါက်ကိုပြန်ပြီးတော့တက်တည်ပြဖို့လိုလိမ့်မယ်။ Flyweight တန်းကိုပြန်ပြီး zoom မိုးခြင်း Joshua ကိုကြော်ဖြတ်ပြရလိမ့်မယ်။ Flyweight တန်းကလက်ရှိအချိန်မှာသူ့လိုအသက်35နှစ်အရွယ်ဖိုက်တာတယောက်တွေလွယ်ကူတဲ့ဝေးတန်းဖြစ်လာကြအကြောင်းမရှိတော့ဘူး။နောက်မှဒီလူငယ်ဖိုက်တာတွေကဇက်တိုက်ဆိုလို့ချန်ပီယံကပန်နာကိုအပြိုင်တိုးဝေဝင်လာနေကြတဲ့အနေအထားဖြစ်ပါတယ်။ Pantoja ကရှေ့မှာချန်ပီယံဘက်ကို4ချိန်ထိဇက်တိုက်ကာကွယ်ပြခဲ့တာပါ။ Brand Rival, Steve Arch, ဒီ Kaya Sakura နောက်ပြီးတော့ကျွန်တော်တို့ Kaikara France လို့ဖိုက်တာတွေကိုဇက်တိုက်ကာကွယ်ပြခဲ့ရဆိုပေမဲ့လို့အဲ့ဒီမှာထိတ်တန်းအရည်သွေးမြင့်ဖိုက်တာဆိုလို့ကျွန်တော်အမြင်တော့လက်ရှိချိန်မှာဆိုရင် Brand Rival တယောက်ပဲပါတယ်လို့ကျွန်တော်တို့မြင်တယ်။သူ4ချိန်ကာကွယ်ပြခဲ့တာမှန်တယ်။ဒါပေမဲ့ကျန်တဲ့ကစားသမားတွေကကလေးရဲ့ခွေရိုက်တွေပါ။ဥပမာ Kaya Sakura ဆိုရင် UFC ကိုရောက်ရောက်ချင်းချန်ပီယံကပဲတန်းပြီးတော့စိန်ခေါ်ဝင်ရခဲ့တာပါ။ဂျပန်ဈေးကွက်လိုအပ်ချက်အရ Kaya Sakura ကိုချန်ပီယံကပဲစိန်ခေါ်ဝင်တန်းပေးခဲ့တယ်ဆိုပေမဲ့လို့ဘာမှတိတိလုံးမပြနိုင်ဘူးပထမအချိန်မှာပဲအချုပ်ခံရပြီးတော့ပွဲပြီးသွားတယ်ပေါ့ဒီ Kaya Sakura ဆိုရင်ဒီ Kaikara France ဆိုရင်လည်းထိုးနည်း၎င်းပါပဲ
ဒီအခုဆိုရင် ranking နဲ့ကတော့တဖြည်းဖြည်းနောက်ဆုံးကိုရောက်နေတဲ့ကစားသမားပေါ့စတီယာဆိုရင်လည်းနောက်ဆုံးပွဲတွေမှာလည်းတော်တော်လေးဖောင်ပြနေတဲ့ကစားသမားပါ rival ကတော့အတော်တန်ကောင်းတဲ့ကစားသမားဆိုတာလက်ခံရမယ်ဂျော်ဂျွာဘန်ကိုတိုင်ကအဲ့ဒီပွဲစဉ်ကိုအချိန်နဲ့ဆော့ခဲ့ရတာဆိုတော့အဲ့ဒီပွဲနဲ့ပတ်သက်ပြီးတော့တိတ်ပြီးတော့အငင်းမပွားခြင်းဘူးအားရပြောဂျော်ဂျွာဘန်ကရှေ့မှာတစ်ဆောက်လုပ်ပြခဲ့ပြီးသားထိုင်ရလို့တကယ်အည်သွေးမြင့်တဲ့ဖိုက်တာဒီလက်ရှိ flyweight တန်းရဲ့အနာဂတ်ချန်ပီယံဆိုပြီးမှန်းနေကြတဲ့ကစားသမားကိုအလဲထိုးပြီးတော့ချန်ပီယံဘက်ကာကွယ်ပြထားတယ်ပေါ့အဲ့တော့ဒီစိတ်ပိုင်းဆိုင်ရာအရာလဲဂျော်ဂျွာဘန်ကတော်တော်လေး strong ဖြစ်နေအနေထားမှာရှိမယ်ပန်ရိုဂျာအနေနဲ့သူရှေ့ကနိုင်ခဲ့တဲ့ပြိုင်ဘက်တွေလို့မဟုတ်ဘဲနဲ့ဂျော်ဂျွာဘန်ကိုရှုံးတယ်ဒါအပြင်ကျွန်တော်ပြောသလိုပဲဒီစိတ်ပိုင်းဆိုင်ရာအရာသူဘယ်လောက်ထိပြန်ပြီးတော့တောင်းအောင်နေဖြစ်လာတယ်ဆိုတဲ့ချက်ကိုဒီခေါက်ပွဲမှာဆက်ပြီးတော့စောင့်ကြည့်ရမယ်အခင်းချင်းလို့ကျွန်တော်မြင်တယ်ကျွန်တော်မြင်တော့ဒီပန်ရိုဂျာရဲ့ဘက်မှာတော့ဒီတခြားသောဒီကိုကာယကြန့်ခိုင်မှုတွေ niche တွေဆိုတာထက်သူ့ရဲ့စိတ်ပိုင်းဆိုင်ရာကြန့်ခိုင်မှုဘယ်လောက်ကောင်းလဲဆိုတာကိုပဲကြည့်ရမှာပါပန်ရိုဂျာကအားလုံးသိတဲ့အတိုင်းသူ့မှာ striking skill ကတော်တော်လေးနည်းပါတယ် striking သိကောင်းတဲ့ကစားသမားမဟုတ်ဘူးတော်တော်ချင်းတဲ့ကစားသမားတွေမှာပါတယ်ဒါပေမဲ့သူ့ရဲ့ဒီတိတ်တောင်းယူတဲ့အပိုင်း back position ယူပြီးတော့ဒီ rear naked ချုပ်လုပ်တဲ့အပိုင်းတွေမှာကတော့ဆရာတစုပါအဲ့ဒီအကြောင်းကိုလည်းနောက်ရဲ့ဗီဒီယိုမှာကျွန်တော်အဲ့အကြောင်းကို tactical analysis ပုံစံမျိုးဗီဒီယိုလေးထပ်ပြီးတော့ပြင်ပါအောင်မယ်အားရပြောဒီတစ်ခေါက်ပွဲမှာကျွန်တော်တို့မြန်မာဖိုက်တာလေးဂျော်ချော်ဘန်အသာစီးရနေတယ်ဆိုတဲ့ခင်းချင်းကိုတော့ကျွန်တော်တို့မြင်တယ်ဒါအပြင်ဂျော်ချော်ဘန်ရဲ့ဘဝမှာပထမဆုံးအကြိမ်ဖြစ် UFC ရဲ့ နံပါတ်1 event တွေမှာခေါင်းပွဲဖြစ်ကစားခွင့်ရခဲ့ပါပြီရှေ့မှာတော့ကပရိသတ်တွေတစ်လျှောက်ပြောခဲ့ရတယ်လို့ပဲဒီပွဲကဒိုလောနဲ့နောက်ဆုတ်သလိုလိုရှေ့တိုးသလိုလိုနဲ့အခုတော့ UFC ကလက်တွေ့တရားဝင်ချပြလိုက်ပြီဖြစ်ပါတယ်အဲ့ဒါကိုမင်းကြီးကပွဲလေးအကြောင်းလည်းပြောကြရအောင်ပါအာမန်စရူကန်ကို UFC ဘက်ကချန်ပီယံကပဲစင်ခေါ်ဝင်ပေးဖို့ညှင်းဆန်နေတော့မယ်ရှေ့မှာတော့ကကျွန်တော် BMX ချန်ပီယံကပဲလူခွင့်ပေးမယ်ဆိုတဲ့အခင်းချင်းမျိုးကြားလိုက်ရတော့ UFC ကတော့အာမန်စရူကန်နဲ့ပတ်သက်ပြီးတော့သဘောထားနည်းနည်းလေးပျော်ပြောင်းလာတယ်လို့ကျွန်တော်စိတ်ထဲမှာနည်းနည်းလေးထင်လိုက်တယ်ပေါ့နော်တကယ်ကျတော့အာမန်စရူကန်ကလည်းပြီးခဲ့တဲ့ဂိုင်းကိစ္စကိုပြောတယ်ပေါ့နော်လက်မှတ်ကတော့မထိုးရသေးဘူးဒါပေမဲ့သူ့အနေနဲ့တကယ်ချန်ပီယံကပဲစင်ခေါ်ခွင့်မဟုတ်ဘူးဆိုရင် BMX ဘက်ကိုလည်းမလိုချင်သေးဘူးဒီချားဆိုလိုတာနဲ့ထိုးဖို့ဆန္ဒမရှိဘူးဆိုပြီးအာမန်စရူကန်ကပြောတယ်ပေါ့ဒါကြောင့်လည်းအာမန်စရူကန်ရဲ့အကြိုက်ကိုလိုက်ပြီးတော့မာရီစီယိုရူဖီနဲ့တည်ပေးလိုက်တဲ့ပုံပဲအာမန်စရူကန်ကနောက်ဆုံးပွဲမှာလည်းဒန်ဟိုကာကိုနိုင်ထားတယ်နိုင်ဝက်ဆက်နေရလဲကြာပြီ ranking နံပါတ်1နေရာမှာနေရာယူနေတာလဲဆိုတော့ကြာပါပြီအဲ့တော့ဒီတစ်ခေါက်ပွဲကအာမန်စရူကန်အတွက်ချန်ပီယံကပဲစင်ကောင်ကိုပြန်ပေးမလားဆိုတဲ့အခင်းချင်းကိုဆုံးဖြတ်ပေးရမယ်ပွဲလို့ကျွန်တော်တော့မြင်တယ်သူ့ပြိုင်ဘက်မာရီစီယိုရူဖီကိုလည်းတစ်ချက်ကြည့်အောင်မာရီစီယိုရူဖီကနောက်ဆုံးပွဲမှာမိုက်ကယ်ချန်လာကိုနိုင်ထားတယ်ရှေ့မှာလည်း Rafael Fiziev လိုတကယ်ကောင်းပါတယ်ဆိုတော့ဒီ title challenger နာကိုရောက်ခဲ့ဘူးတဲ့ fighter တွေကိုစက်တိုက်ဆိုလို့အနိုင်ရခဲ့တဲ့ fighter မာရီစီယိုရူဖီရဲ့ဒီ striking နဲ့ bouncing skill ကနောက်တစ်ဆင့်ကိုရောက်နေကြပါအဲ့တော့ stand fight မှာရှင်ထိုးရင်အာမန်စရူကန်နိုင်ရဖို့မလွယ်ဘူးလို့ကျွန်တော်တို့မြင်တယ်အဲ့ဒါကြောင့်အာမန်စရူကန်ကတွေ့ထုံးစံတိုင်းဒီပွဲစဉ်ကိုဝင်ပြီးတော့လှဲဖို့ပဲကြိုးစားလိမ့်မယ် ground ပိုင်းမှာပွဲကိုအချိန်ကုန်မှုကြိုးစားပါလိမ့်မယ်အဲ့တော့ဒီပွဲကကျွန်တော်မြင်တယ်လို့ပြောရရင်တော့ဒီ ground game နဲ့ striking ကစားတဲ့ကစားသမားတွေကြားအပြိုင်မှုကိုထပ်ပြီးတော့မြင်ရမယ့်အခင်းချင်းလို့ကျွန်တော်တို့မြင်တယ်။ဘာကြောင့်လဲဆိုတော့ဒီအာမန်စရူကန်ရဲ့ကစားဟန်ကရှေ့မှာတော့ကလည်းကျွန်တော်တို့တော့ရှောက်မြင်ခဲ့ကြရပြီလား။ပြိုင်ဘက်ကိုဝင်လှဲမယ်သူ့ရဲ့ဒီ body weight ကိုသုံးပြီးတော့ပြိုင်ဘက်ကိုဖိထားပြီးတော့အမှတ်ယူတဲ့ကစားဟန်မျိုးလို့ကျွန်တော်မြင်ပါတယ်။အာမန်စရူကန်ကဒီ striking မှာတော့ဒီမာရီစီယိုရူဖီကိုနိုင်တဲ့အကြောင်းမရှိဘူးလို့ကျွန်တော်တို့သုံးသပ်တာပဲ။မိတ်ဆွေတို့ဘယ်လိုမြင်ကြလဲအဲ့ဒီခင်းချင်းနဲ့ပတ်သက်ပြီးတော့ဒီမာရီစီယိုရူဖီကနောက်ဆုံးပွဲမှာသူနိုင်ခဲ့တဲ့ဒီ white house မှာထိုးတော့မှတ်မိကြလိမ့်မယ်။မိုက်ကယ်ချန်လာကိုနိုင်တယ်။အဲ့ကချန်လာကပုံမှန်လင်းပြောရင်သူ့အတွက်ပြိုင်ဘက်ကောင်းတော့မဟုတ်ဘူး။တော်တော်ဖောင်ပြနေတဲ့ကစားသမားအတက်ကြားကိုဖြစ်နေတဲ့ကစားသမားကိုနိုင်တာဆိုတော့အထင်ကြီးတယ်မရှိဘူး။ရှေ့မှာတော့ကဒီ Rafael Fiziev ကလည်းပုံမှန်လင်းပြောရရင်တော့ရလက်ပိုင်းဆိုင်ရာအသိကောင်းတဲ့ကစားသမားမဟုတ်ဘူး။ဒီ ACL TR ရပြီးကြတဲ့အဲ့ကစားသမားအတိုင်းပတ်နေတာ။အဲ့တော့ဘာပဲပြောဒီမာရီစီယိုရူဖီကပြိုင်ဘက်ကောင်းနေမတွေ့ခဲ့ရသေးဘူးဆိုရင်တောင်မှအာမန်စရူကန်နဲ့ပွဲမှာသူ့ရဲ့ striking ကတော့ level တစ်ခုမှရှိနေဦးမယ်ကျွန်တော်တို့မြင်တော့မယ်။ဘာပဲပြောဒီပွဲစဉ်ကအာမန်စရူကန်စားသားဖို့တော့များလိမ့်မယ်။ဒါပေမဲ့ကျွန်တော်ပြောသလိုပဲဒီပွဲစဉ်ကအာမန်အနေနဲ့ဒီ ground game ကိုဝင်ပြီးတော့လှဲနိုင်မှနိုင်နိုင်မယ် striker မှာသွားပြီးတော့ရှင်ထိုးနေရင်တော့အာမန်အနေနဲ့နောက်ထပ်ရှုံးပွဲတစ်ပွဲထပ်သွေးသွားလိမ့်မယ်ချန်ပီယံကပဲစင်ကိုနဲ့အဝေးယူရောက်သွားလိမ့်မယ် UFC ကအဲ့လိုဖြစ်စေချင်နေတာသိကြရတယ်ဘာလို့လဲဆိုတော့ချန်ပီယံကပဲစင်ကိုဝင်ပေးရတဲ့အနေအထားကိုမပေးဘဲနဲ့အကြာကြီးဆွဲနေတာနောက်ပွဲကိုချန်ပီယံကပဲစင်ကိုဝင်ပေးမယ်ဆိုပြီးတော့အာမန်ကိုယ်တိုင်ကရှေ့မှာပြောခဲ့ဘူးလေသူကိုယ်တိုင်လည်းအဲ့လိုမျှော်လင့်ခဲ့တဲ့ပုံပဲဒါပေမဲ့ UFC ကအခုထိခပတ်စင်ကိုမပေးဘူး UFC 331ရဲ့ကိုမိန်းမှာတော့9ကြီးပွဲဆော့ကြအောင်ပါဒါပဲပြောအာမန်အတွက်ကတော့နောက်ထပ်ချန်ပီယံကပဲလူခွင့်ရဖို့အတွက်ဒီပွဲကအစမ်းလေးချင်းတဲ့သဘောမျိုးတော့ထိုးခွင့်ရတယ်ဆိုရင်ကိုမဆိုးဘူးလို့ပဲကျွန်တော်တို့သုံးသပ်တယ်မိတ်ဆွေတို့ဒီပွဲစဉ်နဲ့ပတ်သက်ပြီးတော့ဘယ်လိုမြင်ကြလဲအောက်မှာလည်းတခြားသောဒီ David Stevenson တို့လို heavyweight ရဲ့တက်တစလူငယ်ဖိုက်တာတွေရဲ့တွဲဆိုင်နေပါတယ်တခြားသောပရိသတ်စိတ်ဝင်စားစရာတွဲဆိုင်အများစုနဲ့ချင်းကပ်လာခဲ့တဲ့ UFC 331ပွဲစဉ်နဲ့ပတ်သက်ပြီးတော့ဘယ်လိုမြင်ကြလဲဂျော်ရှော်ဘန်အတွက်ရောဘယ်လိုတွေခံစားကြရလဲပထမအဦးဆုံးကြိမ်
ဒီခေါင်းပွဲမှာကစားခွင့်ရမယ်ဂျော်ရှော့ဗန်တွေရောဂုဏ်ပြုစကားလေးတွေအောက်မှာပြောပြခဲ့ကြပါဦးကျေးဇူးပါနောက်ရက်ဒီမှာလည်းအခုလို MMA သတင်းတွေကိုစုံစုံလင်တင်ဆက်သွားအောင်မှာဖြစ်ပါတယ်ဒါကြောင့်မလို့ channel ကို subscribe လုပ်ခဲ့ကြပါဦး